Harry Potter ဆက်လန်တွေတစ်ခုလုံးမှာပထမဦးဆုံးအပြစ်မဲ့စွာစနစ်တကျလှုပ်ကြံခံခဲ့ရတဲ့အသက်တစ်ချောင်းအားလုံးရဲ့ချစ်ခင်လေးစားမှုကိုရရှိထားတဲ့ Hufflepuff ရဲ့စံပြကျောင်းသားကြီး Cedric Diggory ပထမများလုံးပဲမင်္ဂလာပါ Cedric ဟာရုပ်ရည်ချုံမောတဲ့ပညာရေးနဲ့အားကစားမှာထူးချွန်တယ်ပြီးတော့တရားမျှတမှုနဲ့ဂရုဏာတရားအပြည့်ရှိတဲ့အမှန်တကယ် hero တစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့ Voldemort ရဲ့ Kate Despair ဆိုတဲ့ရက်ဆက်တဲ့အမိန့်တစ်ခုထဲနဲ့တင်သူ့ရဲ့အနာဂတ်ဟာစက္ကန့်ပိုင်းအတွင်းမှာပျောက်ကွယ်သွားခဲ့ရပါတယ်။ဒါဆိုအဲ့ဒီညမှာ Cedric Diggory မသိခဲ့ရင်ရော Harry Potter ရဲ့ Wizarding World တမိုင်းနဲ့ Voldemort ရဲ့အာဏာသိမ်းပိုက်မှုတွေမှာဘယ်လိုမျိုးကြီးမားတဲ့အပြောင်းအလဲတွေဖြစ်သွားနိုင်မှာလဲ။ဒီနေ့ဗီဒီယိုမှာတော့ Cedric Diggory အကြောင်းနဲ့တူတာအသက်ရှင်ခဲ့ရင်ဖြစ်လာနိုင်မဲ့ theory အကြောင်းတွေကိုအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်။အရင်ဦးဆုံး Cedric ရဲ့နောက်ခံအကြောင်းကိုနည်းနည်းလေးပြန်ပြောပါမယ်။ Cedric ကို1989ခုနှစ်မှာမွေးဖွားခဲ့ပြီးတော့1989မှာ Hogwarts ရဲ့ Hufflepuff အိမ်တော်ကိုရောက်ရှိလာခဲ့ပါတယ်။သူဟာရိုးသားမှုတစ္ဆာရှိမှုနဲ့စ조사အားထုတ်မှုဆိုတဲ့ Hufflepuff ရဲ့စံနှုန်းတွေကိုအပြည့်အဝကိုစားပြုတဲ့သူပါ။သူဟာ Hufflepuff Quidditch အသင်းရဲ့ captain နဲ့စစ်ကားတစ်ယောက်ဖြစ်တယ်လို့ကျောင်းသားကောင်းဆောင် prefect လည်းဖြစ်ပါတယ်။1994ခုနှစ် Triwizard Tournament မှာ Hogwarts ကျောင်းလုံးရဲ့တရားဝင်ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရတာကသူ့ရဲ့စွမ်းဆောင်ရည်ကိုတက်တည်ပြလိုက်တာပဲဖြစ်ပါတယ်။ Harry Potter ကို Quidditch ပြိုင်ပွဲမှာတရားဝင်တန်ရှင်းအနိုင်ယူခဲ့ဖူးတဲ့သူ Hogwarts မှာဘယ်နှယောက်ရှိတယ်လဲတကယ်ချင်းတို့သိပါသလား။အဖြေကတော့တစ်ယောက်တည်းပဲရှိပါတယ်။အဲ့ဒီသူကတော့ Slytherin ကမဟုတ်ပါဘူး။ Ravenclaw ကလည်းမဟုတ်ပါဘူး။ Hufflepuff ရဲ့စံပြကျောင်းသားကြီး Cedric Diggory ပဲဖြစ်ပါတယ်။1993ခုနှစ် Quidditch ရာသီမှာ Gryffindor နဲ့ Hufflepuff တို့ရှင်ပြိုင်ကစားရပါတယ်။အဲ့ဒီနေ့မှာရာသီဥတုကအင်မတန်ဆိုးရွားပြီးတော့မိုးတက်မုန်တိုင်းတွေကြာရောက်နေခဲ့တာပါ။ Cedric က Hufflepuff ရဲ့စစ်ကားအဖြစ်ကစားပြီးတော့ Golden Snake ကိုအရင်ဆုံးဖမ်းယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာ Harry ကကွင်းထဲကိုဝင်ရောက်လာတဲ့ Dementors တွေကြောင့်တပြက်စီးပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်။ Cedric က Golden Snitch ကိုဖမ်းမိပြီးတော့မှ Harry ဒီလိုဖြစ်သွားတာကိုသိခဲ့ရတဲ့အခါသူနည်းနည်းလေးမှမပြောခဲ့ပါဘူး။သူဟာကစားပွဲကိုချက်ချင်းရပ်တန့်ခိုင်းပြီးတော့ဒါဟာတရားမျှတမှုမရှိဘူးပြန်ကစားပါမယ်လို့ဒိုင်လူကြီးတွေထံတောင်းဆိုခဲ့ပါတယ်။ Hufflepuff ရဲ့အနိုင်ကိုဖျက်သိမ်းပြီးတော့ပွဲပြန်စားဖို့အထိလှုံ့ဆော်ခဲ့ပါတယ်။ဒါပေမဲ့ Gryffindor အတင်းကောင်းဆောင်ဖြစ်တဲ့ Oliver Wood ကိုယ်တိုင်က Cedric ရဲ့အနိုင်တရားကိုတရားဝင်အတိအမှတ်ပြုပေးခဲ့ပါတယ်။ဒါဟာ Cedric Diggory ဆိုတာကအနိုင်ရဖို့ထက်တရားမျှတမှုကိုပို့ပြီးတော့တန်ဖိုးထားတဲ့လူဖြစ်ကြောင်းတက်တည်ပြခဲ့တဲ့တမိုင်းဝင်ပွဲတစ်ပွဲပဲဖြစ်ပါတယ်။ Cedric ရဲ့အဖေ Amos Diggory အတွက်ကတော့ Cedric ဟာကမ္ဘာပေါ်မှာအကောင်းဆုံးနဲ့အတော်ဆုံးသားတစ်ယောက်ဖြစ်ပါတယ်။ Amos ဟာ Ministry of Magic မှာအလုပ်လုပ်နေတဲ့သူဖြစ်ပြီးတော့သူ့ရဲ့လူတိုင်းကိုသူ့သားအကြောင်းကြွားလုံးထုတ်ဖို့ဝင်မလေးခဲ့ပါဘူး။ Triwizard Tournament ရောက်တော့လေ Amos ဟာသူ့ရဲ့သား Cedric ဟာ Harry Potter ထက်ပိုပြီးတော့မှထူးချွန်ကြောင်းQuidditch မှာလည်း Harry ကိုအနိုင်ရခဲ့ဖူးတဲ့အကြောင်းစသဖြင့်အမြဲတမ်းဂုဏ်ယူဝင့်ကြွားပြောလိရှိပါတယ်။အဖေဖြစ်သူရဲ့ဒီလိုကြွားလုံးထုတ်မှုတွေကြောင့် Cedric ဟာတခါတလေရှက်ကိုရှက်ကန်ဖြစ်ခဲ့ပေမဲ့ Harry ကမတော်တဆဖြစ်ပြီးတော့ပြုတ်ကျသွားလို့နိုင်တော့တာပါဆိုတာကိုနှိမ်ချပြီးပြန်ပြောလိရှိပါတယ်။ဒါဟာသူမိဘတွေကသူ့အပေါ်ဘလောက်ပဲဂုဏ်ယူမောက်မာနေပါစေ Cedric ကိုယ်တိုင်ကတော့ယဉ်ကျေးနှိမ်ချတဲ့သူဖြစ်ကြောင်းပြသနေတာပဲဖြစ်ပါတယ်။ Hogwarts လို House အချင်းချင်းပြိုင်ဆိုင်မှုပြင်းထန်ပြီးတော့ရန်စလို့တဲ့အကြောင်းမှာ Cedric Diggory ဟာအိမ်တော်လေးခုစလုံးရဲ့လေးစားမှုကိုရရှိထားတဲ့သူဖြစ်ပါတယ်။ဘာဖြစ်လို့သူ့မှာရန်သူတွေမရှိသလောက်နေပါနေရတာလဲ။ပထမတစ်ချက်ကတော့သူဟာဘယ်သူ့ကိုမှမနာလို့တာအနိုင်ကျင့်တာတို့မဟုတ်ညံစင်တာမျိုးလုံးဝမရှိပါဘူး။ပြီးတော့ Goblet of Fire မှာ Harry ရဲ့နာမည်ပေါ်လာတဲ့အခါကျောင်းသားအများစုက Harry ကိုလောင်ပြောင်ကြပေမဲ့ Cedric ကတော့သူ့ရဲ့ပရိသတ်တွေကို Harry ကိုမလောင်ဖို့နဲ့အနိုင်မကျင့်ဖို့တားဆီးပေးခဲ့ပါတယ်။ Harry ကငကားအကြောင်းကိုကြံပေးခဲ့တယ်လို့ပဲ Cedric ကလည်းဒုတိယပွဲစဉ်အတွက်ရေချိုးခန်းထဲကရေကန်ထဲမှာ Golden Egg ကိုဖွင့်ကြည့်ဖို့ Harry ကိုပြန်လည်ကူညီပေးခဲ့ပါတယ်။ Okay ဒီလိုမျိုးလက်ယုံရည်ရောနှလုံးရည်ပါပြေဝတဲ့သူတယောက်လူချစ်လူခင်များတဲ့သူတယောက်ဒါမသိခဲ့ရင်ဘာဖြစ်သွားမှာလဲအခုအဲ့ဒီမေခွန်းရဲ့အဓိကတော့ချက်ကိုရောက်ပါပြီCedric တာဖော့ခီကနေ Harry နဲ့အတူအသက်ရှင်လက်ပြန်လဲလွတ်မြောက်လာလို့ရှိရင်ဘာဆက်ဖြစ်သွားမှာလဲဒီနေရာမှာအားလုံးဖြစ်စေချင်တဲ့အတိုင်းလူတိုင်းထင်ထားတဲ့အရာအရပြောရမယ်ဆိုလို့ရှိရင်တော့နံပါတ်1ခု Voldemort ရောက်လာတာကိုချက်ချင်းတက်တည်ပြနိုင်ပါလိမ့်မယ်မူရင်းဇလန်ထဲမှာ Ministry of Magic နဲ့
Cornelius Fudge ဟာ Harry ရဲ့ပြောကြားချက်တွေကိုစိတ်ကူးယဉ်မှုဒါမှမဟုတ်အာယုံမားတာဖြစ်တယ်လို့ဆွဆွဲပြီးတော့ညှင်းဆိုခဲ့ပါတယ်။ဒါပေမဲ့စစ်စစ်တာအသက်ရှင်နဲ့ပြန်ရောက်လာခဲ့ပြီးတော့တက်တွေထွက်ဆိုပေးခဲ့မယ်ဆိုလို့ရှိရင် Ministry အနေနဲ့တကယ်အမှန်တွေကိုဖုံးကွယ်ဖို့အလွန်ခက်ခဲသွားပါလိမ့်မယ်။ Ministries of Magic ဟာစစ်ပွဲအတွက်တစ်နှစ်စောပြီးတော့ပြင်ဆင်ခွင့်ရရှိသွားနိုင်ပါတယ်။နောက်တစ်ခုကတော့စစ်တပ်ဟာចောင်းပြီးတာနဲ့ Dumbledore ရဲ့ Orders of the Phoenix အဖွဲ့တွေကိုချက်ချင်းရောက်သွားမှာတေချာသလောက်ရှိပါတယ်။သူ့ရဲ့လေ့ကျင့်တာပြေဝနေတဲ့စွမ်းရည်တွေဟာအမောင်အင်အားစုကိုတိုက်ခိုက်တဲ့နေရာမှာကြီးမားတဲ့အထက်ကိုဖြစ်လာနိုင်ပါတယ်။အဲ့ဒါအပြင်ချိုချောင်းနဲ့ Harry တို့ကြားထဲမှာစိတ်ဝေဒနာနဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေလည်းဖြစ်လာတော့မှာမဟုတ်တော့ပါဘူး။ဒါပေမဲ့တခြားအမောင်ဖတ်ချန် theory တစ်ခုလည်းရှိပါတယ်။ Harry Potter and the Cursed Child ပြဆက်ထဲမှာတော့Harry Potter ရဲ့သား Albus Potter နဲ့ Draco Malfoy ရဲ့သား Scorpius Malfoy တို့အချိန်ခရီးတွားပြီးတော့ Cedric ကိုမတေအောင်ကယ်တင်ခဲ့ပြီးမဲ့ပြိုင်ပွဲမှာအရှက်ရသွားတဲ့ Cedric ဟာဒေါသနဲ့စိတ်သက်ကြပြီးတော့ Death Eater အဖြစ်ပြောင်းလဲတော့ခဲ့တယ်လို့ဖော်ပြထားပါတယ်။ Okay ဒီအကြောင်းကိုပြောဖို့ဆိုလို့ရှိရင် Harry Potter and the Cursed Child ထဲကအကြောင်းလေးတွေကိုနည်းနည်းလေးပြန်ပြောဖို့လိုပါလိမ့်မယ်။ Battle of Hogwarts အပြီးနှစ်ပေါင်း20ကျော်ပြီးတဲ့နောက်မှာ Harry Potter က Aura ဖြစ်နေခဲ့ပါပြီ။သူ့ရဲ့သား Albus Potter က Hogwarts မှာကျောင်းတက်နေခဲ့ပါတယ်။ Albus က Harry Potter ရဲ့သားဆိုပေမဲ့ Harry နဲ့ relationship ကတိတ်မကောင်းပါဘူး။အဲ့ဒီအချိန်မှာ Cedric ရဲ့အဖေ Almost Diggory က Harry စီရောက်လာခဲ့ပြီးတော့သူ့ရဲ့သားကိုမမေ့နိုင်သေးတဲ့အကြောင်းအတိတ်ကိုပြန်တွားပြီးတော့သူ့သားကိုပြန်ကယ်ပေးဖို့ Harry ကိုတောင်းဆိုခဲ့ပါတယ်။အချိန်ခရီးတွားပြီးတော့အတိတ်ကိုပြောင်းလဲတာဟာအလွန်အန္တရာယ်များတယ်ဆိုတာကို Harry ကသိနေတဲ့အတွက်ကြောင့်မို့လို့ဒီအဟာတွေကိုညှစ်ပယ်ခဲ့ပါတယ်။ဒါပေမဲ့ Harry ရဲ့သား Albus ကတော့သူ့အဖေနဲ့မတည့်နေရလဲပါတယ်။ပြီးတော့သူ့အဖေမားနေတယ်ဆိုတာကိုသက်သေပြချင်လို့ Scorpius Malfoy နဲ့အတူ Cedric ကိုကယ်ဖို့အတိတ်ထဲကိုပြန်တွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ Albus နဲ့ Scorpius တို့က1994ခုနှစ်ကိုပြန်ရောက်သွားခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ရိုးရိုးရှင်းရှင်းလေးပါပဲ။ Cedric ကို Voldemort မတက်နိုင်အောင်ပြိုင်ပွဲရဲ့ရလဒ်ကိုပြောင်းလဲပစ်မယ်ဆိုတာပါပဲ။ဒါပေမဲ့ပြိုင်ပွဲထဲမှာ Cedric ကိုမသေးစေချင်လို့သူ့ရဲ့ဘောင်းဘီကိုဖောင်းကားတော့အောင်လုပ်တာလေထဲမှာပျောက်တက်သွားအောင်လုပ်တာစတဲ့အဆက်ကွဲတဲ့နည်းတွေနဲ့ရဲစရာဖြစ်အောင်တားဆီးခဲ့ပါတယ်။သူတို့က Cedric ရဲ့အသက်ကိုကယ်နိုင်ခဲ့ပေမဲ့ Cedric ရဲ့ဂုဏ်တိတ်ခါနဲ့စိတ်သက်ကိုဖျက်ဆီးလိုက်သူလိုဖြစ်သွားခဲ့ပါတယ်။ Hogwarts ကျောင်းတစ်ခုလုံးရဲ့လောင်ပြောင်ခြင်းကိုခံလိုက်ရတဲ့ Cedric ဟာဒေါသနာကျင်မှုနဲ့စိတ်တန်ရာတွေကြောင့်လူမှန်းမသိအောင်အမောင်ဖတ်ချံကိုကူးပြောင်းသွားခဲ့ပါတယ်။စံပြကျောင်းသားကြီး Cedric ဟာ Voldemort ရဲ့အရက်ဆက်ဆုံး Death Eater တစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်။ဟုတ်ပါတယ် Cedric Diggory Hufflepuff ရဲ့ Golden Boy ဟာ Death Eater တစ်ယောက်ဖြစ်သွားခဲ့တာပါ။ဒီ alternate universe ရဲ့ Battle of Hogwarts မှာတော့အကြီးမားဆုံးအလှည့်ပြောင်းဖြစ်လာခဲ့ပါတယ်။ Original Universe ထဲမှာ Voldemort ရဲ့ Horcrux ဖြစ်တဲ့ငွေကြီးနာဂီနီကို Neville က Gryffindor ဓာတ်နဲ့ခေါင်းဖြတ်တက်ခဲ့တာကိုအားလုံးအသိဆုံးပါ။ဒါပေမဲ့ Alternate Universe ရဲ့အမောင် timeline မှာတော့ Cedric ကိုယ်တိုင်က Neville ကိုနာဂီနီကိုမတက်နိုင်ခင်စစ်ပွဲထဲမှာတပ်ပစ်ခဲ့ပါတယ်။ Neville တည်ဆုံးသွားခဲ့တာကြောင့်နာဂီနီဟာမတည်ပဲအသက်ရှင်ကျန်ခဲ့ပါတယ်။နာဂီနီမတည်တဲ့အတွက်ကြောင့်မို့လို့ Voldemort ရဲ့ Horcrux ကမပြည့်စည်သွားတော့ဘဲနဲ့ Voldemort ဟာမတည်နိုင်တဲ့အစွမ်းကိုဆက်လက်ပန်းဆိုင်ထားနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Voldemort ဟာ Harry Potter ကိုအပိတက်တက်ဖြတ်နိုင်ခဲ့ပြီးတော့ Hogwarts စစ်ပွဲမှာအမောင်အင်အားစု Death Eaters တွေကတရားဝင်အနိုင်ရရှိသွားခဲ့ပါတယ်။ Harry Potter လည်းတည်ဆုံးသွားခဲ့ရတယ်လို့အမောင်ခစ်ကြီးလည်းရောက်ရှိလာခဲ့ပါတယ်။ဒါဆိုရင် Cedric ကမကောင်းတဲ့လူလားဒီနေရာမှာ Potterhead တွေစဉ်းစားစရာတခုရှိပါတယ် Cedric ကတကယ်ပဲအတွင်းစိတ်ထဲမှာ Death Eater ဖြစ်ချင်နေတဲ့လူလားမှတ်ပြီးတော့အဲ့လိုမထင်ပါဘူးဘာလို့လဲဆိုတော့ Original Universe ထဲက Cedric ကိုကြည့်လိုက်ပါသူကလူတိုင်းကိုကူညီတယ် Harry ကိုပြိုင်ဖက်အဖြစ်လေးစားတယ်တရားမျှတမှုကိုတန်ဖိုးထားတဲ့လူတစ်ယောက်ဖြစ်တယ်ဒီအမောင် theory ကိုအများစုသော Potterhead တွေကလည်းဒါဟာမူရင်း Cedric ရဲ့ကျန်နာတက်ပြီးတော့ဂုဏ်တိတ်ခါရှိတဲ့စရိုက်နဲ့လုံးဝမကိုက်ညီဘူးလို့ယူဆကြပါတယ်အဲ့ဒါကြောင့် Cedric Diggory မသိခဲ့ရင်ဘာဖြစ်မလဲဆိုတဲ့မင်းခွန်းရဲ့အဖြေကတော့ Cedric Diggory အသက်ရှင်သွားမယ်ဆိုတာတည်းမဟုတ်တော့ပါဘူးတကယ်တော့ Cedric ကိုကယ်တင်ဖို့စူးစမ်းလိုက်တဲ့အခါ Harry Potter ကိုတော့မကယ်တင်နိုင်တော့တဲ့ကဘာတစ်ခုဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ Cedric ကိုမမိဖို့အတွက်သူ့ရဲ့ Death Eater version ကိုမမှတ်မိတဲ့မူလို့ထင်ပါတယ် Original Cedric ကိုပဲမှတ်မိတတ်ပါတယ် Hufflepuff ရဲ့ Champion Harry Potter ရဲ့ပြိုင်ဖက်ဒါပေမဲ့ Harry နဲ့ရန်သူမဟုတ်တဲ့သူပြီးတော့ Voldemort ကိုရင်ဆိုင်ခဲ့ပြီးတော့အသက်ငယ်ငယ်နဲ့ဆုံးရှုံးသွားခဲ့ရတဲ့ Cedric Diggory ကိုပဲမှတ်မိတတ်တာပါ Dumbledore ပြောခဲ့တယ်လို့ပဲ Remember Cedric Diggory
ဘာလို့လဲဆိုတော့တခါတလေမှာအရေးကြီးဆုံးအရာကအနိုင်ရတာမဟုတ်ပါဘူးအမှန်နဲ့အလွယ်ကြားမှာရွေးချယ်တဲ့အခါဘယ်ဘက်ကိုရွေးချယ်မလဲဆိုတာပါပဲဒါပေမဲ့ဘာပဲဖြစ်ဖြစ်လက်ရှိဝက်ဆက်တင်ဝါမှာတော့ရုပ်ရည်ပညာအားကစားဉာဏ်ရည်နဲ့စိတ်သက်အရာရာမှာပြည့်စုံလို့တဲ့စစ်တရီကိုရီဟာ Hogwarts သမိုင်းမှာရန်သူမရှိဘဲလူတိုင်းရဲ့ချစ်ခင်မှုကိုရရှိခဲ့တဲ့စံပြတူရဲကောင်းတစ်ယောက်ဖြစ်ပြီးတော့သူ့ရဲ့ထူးချွန်မှုတွေထက်သူ့ရဲ့ချင်နာတတ်တဲ့စိတ်နှလုံးကြောင့်အားလုံးရဲ့ရင်ထဲမှာထာဝရကျန်ရည်နေမှာဖြစ်ပါတယ်Okay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးเนาะအားလုံးပဲနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ် bye